တခါတော့ဝေးလံလာတဲ့တောအုပ်ကြီးတစ်ခုမှာတိတိလေးလို့ခေါ်တဲ့ဖားလေးတစ်ကောင်နေတယ်တဲ့တနေ့မှာတော့သူ့တငယ်ချင်းတွေနဲ့ကြာပန်းတွေပေါ်မှာအတူတူဆော့ကြတာပေါ့ရှေကို30ငါနိုင်ပြီတိတိလေးကထအော်လိုက်တယ်ဒီလိုနဲ့ဖော့ရင်သူတို့မောပြီးရေဖလာကြတာပေါ့ကန်ထဲကိုရေတောက်ရင်နဲ့တိတိလေးလေးရရေကိုအငမ်းမရတောက်တယ်ဒီခါမှာဖားတငယ်ချင်းလေးတွေကလည်းတိတိလေးဖြစ်ဖြစ်တော့ဘိုက်ဖောင်းသွားလိမ့်မယ်ငါရေရမ်းဖာတယ်ထပ်တောက်ချင်နေတော့မယ်မကြခင်မှာပဲကန်ထဲရဲ့ရေတွေအကုန်ကုန်သွားတယ်လို့တိတိလေးလေးရဲ့ဘိုက်ကလည်းရေတွေနဲ့ဖောင်းကားလာတာပေါ့ဟမ်ခုနကရေတွေအများကြီးပါအခုကဘယ်ကိုရောက်သွားတာလဲမင်းမဲအကုန်တောက်လိုက်တာလေတိတိလေးရာ What ဟုတ်လားဒါမှငါရေမတောက်ရသေးတယ်လို့ခံစားနေရတော့မယ်ဒီတော့မှာတောက်ဖို့ရေထက်ရှိသေးလားမိတ်ဆွေဖားလေးရေလည်းစိုးရိမ်သွားပြီးတော့ဒီအကြောင်းရေမြင်းဖီကိုသတင်းပို့ကြတာပေါ့ရေမြင်းကြီးကလည်းသူ့ရဲ့လက်ထောက်မြေခွေးကြီးကိုတိတိလစ်ကိုရှာဖို့အမိန့်ပေးလိုက်တယ်ဒီအချိန်မှာပဲတိတိလစ်ကချောင်းငယ်တစ်ခုကိုရောက်သွားပြီးတော့ချောင်းထဲရဲ့ရေတွေအကုန်လုံးတောက်လိုက်တာပေါ့ရေတောက်ဖို့ရောက်လာတဲ့ယုံလေးကိုလည်းတိတိလစ်ကမောင်းထုတ်လိုက်တယ်ဟေးဒီရေတွေအားလုံးကငါဟာနော်မင်းတောက်ချင်တခြားနေရာမှာသွားတောက်ယုံလေးရလဲဒီပတ်ဝန်းကျင်မှာတခြားတောက်ဖို့ဘယ်နေရာမှာရေရှိသေးလို့လဲရေကန်အတောင်ခြောက်သွားပြီယုံလေးရဲ့စကားကိုတိတိလစ်ကလည်းနားမထောင်တော့ရေကိုပဲအငမ်းမရဖက်ပြီးတော့တောက်နေခဲ့တယ်သူ့ရဲ့ဘိုက်ကလည်းပိုကြီးလာခဲ့ပြီးမကြခင်မှာပဲရေအိုင်ငယ်လေးတွေကရေတွေကလည်းအကုန်ခန်းလာတာပေါ့တတဝါလေးကြီးကလည်းရေမတောက်ရတဲ့ဒုက္ခနဲ့ရင်ဆိုင်လာရတယ်ဒီလိုနဲ့ရေမြင်းလည်းတိတိလစ်ကိုရှာတွေ့သွားခဲ့တယ်တိတိလစ်ရှာလိုက်တော့မင်းတောက်တာငါ့အတွက်ရေမကြမ်းတော့ဘူးမင်းရေတွေအကုန်ပြန်ထုတ်ပေးဖို့လိုတယ်ဒါပေမဲ့တိတိလစ်လေးကတော့ငြင်းခဲ့ပါတယ်ဒီအခါမှာယုံလေးကအကြံတစ်ခုကိုရသွားခဲ့တယ်ငါတို့သူ့ကိုရေအောင်လုပ်ရအောင်သူရေလိုက်တဲ့အခါမှာရေတွေအကုန်လုံးကပြန်ထွက်လာမှာပဲလေတခြားတတဝါလေးတွေလည်းဒီအကြံကိုလက်ခံလိုက်ကြတယ်တိတိလစ်ကိုရေအောင်လုပ်ခဲ့ကြတာပေါ့ဒါပေမဲ့လည်းစူးစမ်းမှုကမအောင်မြင်ခဲ့ပါဘူးနောက်ဆုံးမှာတော့ရေမြင်းကြီးကဖားလို့ခုန်ပြလိုက်တဲ့အခါမှာတတဝါလေးတွေရောတိတိလေးရောမခံနိုင်တော့ဘဲနဲ့ဟဟပပရေလိုက်ကြတယ်ဒီအခါမှာတိတိလေးရဲ့ပဖက်ကနေပြီးတော့ရေတွေအကုန်ပြန်ထွက်လာပြီးသူလည်းအရင်လိုဖားတိတိလေးပြန်ဖြစ်သွားခဲ့တယ်ရေမြင်းကြီးကလည်းတိတိလေးကိုဖုံးမစကားပြောခဲ့တယ်တိတိလေးမင်းရေဖာတာသိပေမဲ့တခြားတတဝါတွေလည်းရေလိုတယ်ဒါအောင်မင်းမမေ့သင့်ဘူးတိတိလေးလေးကလည်းဒီစကားကိုလက်ခံလိုက်တယ်ဒီလိုနဲ့အားလုံးအတူတူပျော်ရွှင်စွာနေထိုင်သွားကြတာပေါ့တတဝါလေးကြီးလည်းရေအငတ်ပေးရနေပြီးတော့လွတ်မြောက်ခဲ့တယ်